အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြသွားမယ့်အရာလေးကတော့ကျွန်တော်ရဲ့ဘဝမှာပေါ့နော်အများအားတားဆီးခံရတဲ့အရာတွေငငယ်ကလေးတရားနေပြီးတော့မှကျွန်တော်တို့ကိုတားဆီးခံရတဲ့အရာတွေရှိပါတယ်အဲ့ဒါပါလဲဆိုတော့အဲ့ဒီစကားတစ်ခုကကျွန်တော်ကြားနေကြမင်းမလုံနဲ့အဲ့ဒီလုံမင်းမလုံတတ်ဘူးဆိုမှငငယ်လေးတွေကနေပြီးတော့မှကျွန်တော်တို့ကိုလူကြီးတွေကကျွန်တော်တို့တားဆီးခဲ့တယ်ပေါ့လေနော်ဒီဟာကိုကျွန်တော်ပြန်စဉ်းစားတဲ့အခါမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့လုံနိုင်စွမ်းကိုသူတို့တွေကနေပြီးတော့မှပိတ်ပင်တားဆီးလိုက်တဲ့သဘောကိုတက်ရောက်နေပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မလုံနိုင်ဘူးဆိုတာကိုဘယ်ဟာကိုကြည့်ပြီးတော့မှပြောလဲပေါ့နော်အဲ့ဒါကိုပြန်မှစဉ်းစားမှဖြစ်ပါတယ်ဥပမာကျွန်တော်ရဲ့ခန္ဓာကိုယ်ဒီရေတပုံးကိုဆွဲနိုင်တဲ့အတိုင်းအတာရှိခဲ့မှဆိုရင်ဒီဟာကိုကျွန်တော်တို့လုံနိုင်တယ်လုံနိုင်တာကိုကျွန်တော်တို့ကတက်တည်ပြမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လုံနိုင်စွမ်းရှိတဲ့ဥပမာတိပင်ဘောကိုတက်ပြမှာအသီးကိုခုခိုင်းတယ်ဒါဒီကျွန်တော်တို့မလုံနိုင်ဘူးလို့ကိုတိမယ်ဆိုရင်သူတို့ပြောတဲ့မလုံနိုင်ဘူးဆိုတာကိုကျွန်တော်တို့ကလက်ခံရမှာဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့အဲ့တိပင်ကချောတဲ့ဘာအကိုင်းခဲတယ်မှမရှိဘူးဆိုတော့ကျွန်တော်တို့ကအဲ့ဒီမလုံနိုင်တဲ့အရာကိုကျွန်တော်တို့ကအဲ့ဒီအသက်အရွယ်လေးတက်မှာကျွန်တော်တို့ကမှန်တယ်လို့ကျွန်တော်တို့ခံယူလို့ရတယ်ပေါ့နော်ဥပမာကျွန်တော်တို့ကကိုစိတ်ဝင်စားတဲ့အလုပ်တစ်ခုပေါ့နော်ဥပမာပကြီဆွဲတယ်ပေါ့နော်ပကြီဆွဲတယ်လူတစ်ယောက်ရဲ့ဆွဲထားတဲ့ပကြီလေးတစ်ခုကြည့်ပြမှကျွန်တော်တို့သဘောကျတယ်ဆိုရင်အဲ့ဒီခါမှာလူကြီးတွေကမင်းဒါမလုပ်နိုင်ဘူးသူများတွေဒီလောက်တော်နေတဲ့အချိန်မှာမင်းဆွဲလို့ရှိရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးเนาะအဲအားကြောင့်လို့မင်းလို့ရလဲအလကားပဲဖြစ်တယ်မလုံးနဲ့အချိန်ကုန်တယ်စသဖြင့်အဲ့လိုမျိုးတွေတားဆီးပိတ်ပင်တဲ့အရာတွေရှိကောင်းရှိမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှာရှိထားတဲ့စွမ်းရည်ကျွန်တော်တို့မှာရှိထားတဲ့အတိကျွန်တော်တို့မှာရှိထားတဲ့ပညာလေးတွေကိုကျွန်တော်တို့ကအဲ့အချိန်မှာတို့ဘယ်လောက်ပဲတားဆီးနေပါစေကျွန်တော်ကစမ်းတာပြမှာလုပ်ဖို့ရန်အတွက်လိုအပ်ပါတယ်ပေါ့နော်ဆိုတော့သူတို့ပြောတယ်မလုံနဲ့မင်းမလုံနိုင်ဘူးမင်းမလုံတတ်ဘူးဆိုတဲ့စကားကသူတို့ပြောတဲ့ဟာကိုမှားတယ်ဆိုတာကိုကျွန်တော်ကတက်တည်ပြဖို့ရန်အတွက်ကျွန်တော်တို့ဘက်မှာတောင်းရှိပါတယ်တကယ်လို့ဒါလေကိုကသူတို့ပြောတဲ့မင်းမလုံနိုင်ဘူးအဲ့ဒီအချိန်မှာမင်းကဆက်ပြမမလုံဘူးဒီပကြီးကိုဆက်ဆွဲဖို့ရန်အတွက်မင်းမှာလှုပ်ချင်စိတ်မရှိတော့ဘူးဆိုရင်ဒါသူတို့ပြောတဲ့စကားမှန်နေတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့ပြောတဲ့စကားဒီမှားတယ်ကိုကျွန်တော်ကတက်တည်ပြဖို့ရန်အတွက်ကျွန်တော်ကဝါသနာပါတယ်အခုကပကြီးဆွဲတယ်ပေါ့နော်ပကြီးကိုကိုယ့်ရဲ့လစ်လာမှုပေါ်မှုဒီဘက်မှာကျွန်တော်တို့ကဆွဲမယ်စူးစမ်းမယ်ဖန်တီးမယ်မလျှော့တော့ဆွဲနဲ့ကျွန်တော်တို့ကလစ်လာပါမှာတနေ့တစ်ချိန်မှာကျွန်တော်တို့ရဲ့ဝါသနာနဲ့စူးစမ်းမှုကိုပေါင်းစပ်လိုက်တဲ့အခါမှာမဖြစ်နိုင်ဘူးလို့သူတို့ပြောတဲ့စကားဒီကျွန်တော်တို့ရဲ့လှုပ်ဆောင်နိုင်စွမ်းကိုသူတို့တွေ့တဲ့အခါမှာသူတို့ရဲ့စကားဒီမှားသွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ကိုအိပ်ပင်သားစီတဲ့မင်းမလုံနိုင်ဘူးမင်းမတတ်ဆွမ်းနိုင်ဘူးမင်းမလုံနဲ့မသွားနဲ့မကိုင်နဲ့စသဖြင့်ပြောတဲ့အရာတွေဒီသူတို့ကိုတက်တည်ပြနိုင်ဖို့ရအတွက်ကျွန်တော်တို့ဘက်မှာစူးစမ်းထုတ်ဖို့ရအတွက်လိုအပ်တယ်ပေါ့နော်ဆိုတော့လူတိုင်းမှာကိုယ်စွမ်းကိုယ်စားတွေရှိတယ်ဝါသနာရှိတယ်အဲ့ဒီကိုယ်စွမ်းကိုယ်စားနဲ့ဝါသနာကိုအရင်ကမှကျွန်တော်တို့ပန်းနိုင်ကိုချမှတ်လိုက်ခဲ့မယ်ဆိုရင်အဲ့ဒီဝါသနာနဲ့စူးစမ်းထုတ်မှုကိုပေါင်းစပ်မှာကျွန်တော်တို့တနေ့တစ်ချိန်မှာပန်းနိုင်ကိုရောက်ရှိမှာဖြစ်ပါတယ်အဲဒါကြောင့်မို့လူတိုင်းကပြောင်းလဲနိုင်တယ်တင်ပြောင်းလဲနိုင်တယ်ကျွန်တော်လည်းပြောင်းလဲနိုင်တယ်အားလုံးလည်းပြောင်းလဲနိုင်တာဖြစ်တဲ့အတွက်ကြောင့်အရန်ကိုတန်ဖိုးရှိတဲ့ယခုလက်ရှိအချိန်မှာကျွန်တော်တို့ဘာလို့ဦးတီရမပြောင်းလဲဖို့ရန်အတွက်စူးစမ်းနေပါတယ်ပေါ့နော်ဆိုတော့ကိုစူးစမ်းမယ်ကိုပြောင်းလဲခြင်းတဲ့အရာတစ်ခုရှိတယ်ဆိုရင်အဲ့ဒီအရာကိုပြောင်းလဲဖို့ရန်အတွက်အခုအချိန်นี้အကောင်းဆုံးအချိန်ဖြစ်ပါတယ်ဘယ်တော့မှအချိန်ကိုမဆွဲပါနဲ့အချိန်ဆွဲတဲ့သူကအမြဲတမ်းနောက်မှာကျန်ခဲ့ပါတယ်အချိန်ကိုတန်ဖိုးထားပြီးမှအကျိုးရှိရှိအသုံးပြုခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့
ပန်းတိုင်းဒီအလင်းမြန်ဆုံးရောက်ရှိမယ်ဆိုတာကိုကျွန်တော်ဒီနေ့sharing ပေးချင်ပါတယ်အားလုံးကိုသဘောကျနေချိုက်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်